Morning guys, welcome back from my day 2 in Niigata. ဒီနေ့ကတော့စာတိုးကျွန်းကိုသွားပါမယ်။အိပ်ရပြောင်းလဲဆိုလို့ရှိရင်နေ့နေ့ချိုက်ချိုက်အိပ်မပြောတတ်တဲ့ကျွန်တော်ကတော့ဒီနေ့လည်းစောရင်နိုးနေပြန်ပါတယ်။ breakfast သွားစားဖို့ချိန်ထားတဲ့အချိန်ကလည်းစောနေသေးတော့ကြတော့ရင်းနှီးကိုတည်ပြီးတော့ညနာသေးသွားတိုက်ပြီးတော့အရင်ဆုံးခေါင်းကြည့်သွားအောင်လို့ဟိုးချလေးတောက်ပါမယ်။အဲ့ဒါပြီးတော့ make up ပြင်ပါမယ်။ညကကောင်းကောင်းမွန်မွန်အိပ်မပြောထားတော့ကြတော့စောပိုင်းတော့မြစ်တွင်းနေခြိုင်နေရပါတော့။ make up လေးနဲ့ပါပြင်လိုက်တော့မှလူရုပ်သူရုပ်ထွက်လာတော့တယ်။ breakfast သွားစားကြပါပြီ။ညီကတာကစံနာမည်ကြီးတော့ကြတော့ဒီ hotel ကထမင်းကို2မျိုးရှင်ပြီးစားလို့ရအောင်ပြင်ပေးထားတယ်ပေါ့နော်။အဲ့ဒီထဲမှာဦးနုမဆိုတဲ့ထမင်းကစားလို့ကောင်းခဲ့ပါတယ်။ omelette က chef ကကိုယ်တိုင်ပြင်ပေးပါတယ်။ topping ကဘာတွေထည့်မလဲဆိုတော့ကိုယ်စိတ်ကြိုက်ရွေးလို့ရတယ်ပေါ့နော်။ကျွန်တော်က cheese နဲ့ enoki ဆိုတဲ့မှုလေးထည့်ခဲ့ပါတယ်။ vegetable salad ကတော့ကျွန်တော်မနိုင်လို့မို့လို့နောက်တစ်ခေါက်သွားပြီးတော့ယူရပါတယ်။ဗီဒီယိုမရိုက်ခဲ့ရလို့မို့လို့ဘာတွေရွေးထားလဲဆိုတော့ဓာတ်ပုံလေးပဲထည့်ပေးလိုက်ပါတယ်။ဒီနေ့ကစာရိုးကျွန်းကိုသွားမှာမို့လို့တင်မော်စီရမှာပါစိတ်ကန်းကိုရောက်တော့တနားရီလောက်အချိန်ရသေးတာမို့လို့ဟိုဒီရှောက်ကြည့်ကြပါတယ်ဒီနေ့သွားမယ့်ကျွန်းကတော့တိုခိဆိုတဲ့ငှက်ကြီးဝန်ပိုပေါ်တယ်ပေါ့နော်အဲ့မှာဟိုဒီရှောက်ကြည့်နေစိတ်ဝင်စားစရာကောင်းတာပါတွေ့ခဲ့လဲဆိုတော့ Don't take Toki home ဆိုတဲ့ငှက်ကြီးဝန်ပိုအိမ်တင်မသွားရဆိုတဲ့အိတ်လေးပါမဝယ်ခဲ့ရလို့နောင်တရနေပါတယ်အခုကတော့ကျွန်တော်တို့တင်မောပေါ်တက်ပါတော့မယ်။လိုင်းမူးမှာဆိုလို့အမူးပြောက်စီကြိုးတောက်ထားပေမဲ့အဲ့လောက်လိုင်းမမူးခဲ့ပါဘူး။ထွက်ခါနေတော့မူးတွေကလည်းရွာလာသေးတယ်။နည်းနည်းတော့ကြောက်ဖို့ကောင်းခဲ့ပါတယ်။တင်မောမစီရတာကြတော့ပျော်လဲစိတ်လဲလှုပ်ရှားနေတယ်။စပြီးတော့ထွက်ပါပြီ။ဒါကတော့တရင်တို့ထားရိုက်ထားတာပါ။ဘယ်ရောက်လို့ရောက်နေမှလည်းမသိပါဘူး။တနားရီလောက်စီးပြီးတော့ကြတော့စာရိုးအိုင်လန်ကိုရောက်ပါပြီ။ပတ်စကားပေါ်စတက်ကြတဲ့တိုးဂိုက်ကဘာပြောလဲဆိုတော့သူတို့ကျွန်းမှာတဖြည်းဖြည်းလူကြီးရုံနေလာတဲ့အကြောင်းပြောပါတယ်။ဒီမှာအလောက်ကိုင်းခွင်လန်းနေသွားတာတွေနောက်ပြီးတော့တက်တူမရှိတာတွေအဲ့ဒါတွေကြောင့်မို့လို့လူငယ်ရဲ့ရွယ်ရောက်တဲ့အခါမှာတက်တူတက်ဖို့ဆိုပြီးတော့တခြားမျိုးထွက်သွားတယ်ပြီးရင်ဒီမှာလောက်ကိုင်းခွင်လန်းလည်းမရှိတော့ကြတော့ပြန်ဝင်မလာကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာတဖြည်းဖြည်းလူကြီးရုံနေလာတယ်ဆိုတဲ့အကြောင်းကိုသူကပြောပြထားပါတယ်သူကတော့စူးစမ်းတဲ့အနေနဲ့3ယောက်မွေးထားတယ်ဆိုပြီးတော့ပြောပြနေပါတယ်ဂျပန်မှာအဲ့လိုကျွန်းတွေပေါ်ပါတယ်တဖြည်းဖြည်းနဲ့လူကြီးရုံနေသွားတာတဖြည်းဖြည်းနဲ့လူမနေတော့တဲ့ကျွန်းတွေဖြစ်သွားတာအဲ့လိုကျွန်းတွေပေါ်ပါတယ်I think this is a big issue for Japan. ဒါကတော့ဘတ်စကားပေါ်မှာစားရတဲ့နေ့လည်စာဥနာဂီဥကန်တိုပါဘတ်စကားပေါ်မှာစားရတာကြီးကိုမကြိုက်ပါဘူးဥကန်တိုကိုတော့ကြိုက်ပါတယ်ဒီနေ့သွားကြည့်မှာတော့ရွှေတွင်းတွေအကြောင်းရယ်နောက်ပြီးတော့ဒီတိုခိဆိုတဲ့ငှက်ကြီးဝန်မွန်ဒီအကြောင်းသွားပြီးကြည့်ရမှာပေါ့နော်အခုမြင်နေရတော့ရင်ခေတ်တုန်းကလို့ပြောလို့ရှိရင်အေဒိုခေတ်ပေါ့နော်အဲ့ဒီခေတ်တုန်းကရွှေတွေတူးကြရင်းနဲ့ဘွေပုံစံဖြစ်သွားတာပေါ့နော်အဲ့ဒီတောင်ကအဲ့ဒီအကြောင်းကိုရှင်းပြနေတာပါသွားကြည့်မဲ့ gold mine နေစီကိုရွှေရင်းနေစီကိုရောက်ပါပြီဒီနေရာကကမ္ဘာအမွေနှစ်စီးဝင် UNESCO စီးဝင်ထားတာပေါ့နော်ဒီမှာကကြည့်ရှုစရာ2ခုရှိတယ်သူကလမ်းကြောင်း2ခုရှိရပေါ့နော်ဒီ aero kit တုန်းကလောက်တဲ့ပုံစံရယ်နောက်ပြီးတော့ခုခေတ်ပေါ်နီးပညာလို့ပြောလို့ရတဲ့ဒီ engine တို့ဘာလို့အဲ့ဆက်ပစ္စည်းတွေသုံးပြီးတော့ရွှေတွေဘယ်လိုတူးခဲ့လဲဆိုတဲ့အကြောင်းကိုလမ်းကြောင်း2ခုခွဲပြီးတော့ကြည့်လို့ရမယ်ပေါ့နော်အခုမြင်နေရတာကျတော့ aero kit တုန်းကလောက်ခဲ့တဲ့ဟာတွေကို robot နဲ့ animation run ပြထားတာပေါ့နော်အဲ့ဒီခေတ်တုန်းကတောင်မှသူတို့တခုခုလုပ်မယ်ဆိုလို့ရှိရင် safety တွေဘာတွေတခြားတွက်ချက်ပြီးမှလုပ်ကြတယ်ဆိုပြီးတော့ရေးထားတယ်ပေါ့နော်နောက်ပြီးတော့အဲ့မှာဒီပညာပါညာကောင်းကောင်းမွန်တက်ကြတဲ့သူဆိုလို့ရှိရင်လာစာပို့ရတာတွေဘာတွေအဲ့လိုမျိုးတွေရှိတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီထဲမှာရေးထားတာအရာဆိုလို့ရှိရင်အဲ့ဒီခေတ်တုန်းကဒီအပြစ်ပေးတဲ့အနေနဲ့တချို့ homeless တွေပေါ့နော်အင်ဂျီယာမဲတွေဆိုလို့ရှိရင်ဒီမှာအပြစ်ပေးတဲ့အနေနဲ့ဒီကျွန်းကိုပို့ပြီးတော့ဒီမိုင်းထဲမှာအလုပ်လုပ်ခိုင်းတာတွေရှိတယ်လို့ဆိုပြီးတော့ရေးထားတယ်ပေါ့နော်ဒီဟာတွေကိုမြင်ရတော့ကြတော့ခုနိုင်ငံမှာလည်းအခုချိန်ထိရွှေလုပ်ငန်းကိုလုပ်နေကြတော့ပေါ့နော်ဒါပေမဲ့ခုနိုင်ငံမှာလုပ်နေတယ်ဆိုပေမဲ့ဒီလောက်ကြီးထိလည်း safety လည်းမရှိဘူးဒီဘက်ခေတ်ရောက်နေပြီတောင်မှနောက်ပြီးတော့ဒီလို UNESCO စီးရင်ဝင်ဖို့မပြောနဲ့ဒီလိုပဲလုပ်နေကြရအောင်ဆိုတော့နည်းနည်းတော့စိတ်မကောင်းဘူးပေါ့နော်ဒါကတော့အတန်ကြားရုံနဲ့နည်းနည်းတော့ကြောက်ဖို့ကောင်းတယ်ပေါ့နော်နည်းနည်းလည်း I think it's a little bit creepyပါလုံးနေရလဲဆိုတော့ဒါသူတို့အငြင်းများတဲ့ operation လုံးမှာမို့လို့သူတို့စုတောင်းနေကြတာတဲ့ဆိုပြီးတော့ပြောပါတယ်ဒါကတော့ဤပညာဖွံ့ဖြိုးတဲ့ခေတ်ဘက်ကိုရောက်သွားပြီပေါ့နော်ဒီဘက်မှာရွှေဘလို့တူးကြလဲဆိုတဲ့အကြောင်းကိုပြထားတာပါဒီထဲမှာဘာမှတော့အဲ့လောက်တော့တိတ်ကြည့်စရာမရှိပါဘူးသူတို့ပစ္စည်းတွေတည်တဲ့ပုံတွေပေါ့နော်ကျွန်တော်တို့သမိုင်းတွေဘာတွေတင်လို့ရှိရင်မြင်ရပါလိမ့်မယ်အဲ့ဒီခေတ်တုန်းကလိုမျိုးပါပဲဟိုဗာလဲမိသွေးဆက် engine တို့အဲ့လိုမျိုးတွေအဲ့ဒီခေတ်ကပစ္စည်းတွေတည်တဲ့ပုံစံတို့အဲ့ဒါမျိုးလေးပဲဥပမာပြထားပါခုပြင်မဲ့ထွက်လိုက်လို့ရှိရင်တော့ဆက်ပစ္စည်းတွေအကြောင်းအများကြီးကြည့်လို့ရပါတယ်ဟိုဘက်ကAero kit တုန်းကဂူထဲကိုဝင်ခဲ့တော့ဘာအနံ့မှမရခဲ့ဘူးပေါ့နော်ဒီဘက်ဂူထဲကိုရောက်တော့မှအနံ့တက်ကတစ်မျိုးပဲထူးထူးဆန်းဆန်းမကောင်းတဲ့အနံ့ရပါတယ်ဒါကတော့ဂူပြင်မဲ့ထွက်လိုက်လို့ရှိရင်မြင်ရတဲ့ဆက်ပစ္စည်းတွေပေါ့နော်အရင်တော့လူတွေပစ္စည်းတွေတည်လို့ရှိရင်အဲ့လိုမျိုးခတွေနဲ့ထည့်ပြီးတော့တည်ပါတယ်တဲ့
ဒါကတော့ရေစုပ်ထုတ်တဲ့ဆက်ပါ air power pump ဆိုတော့အရင်တော့မြင်းတဲ့တိုင်းပဲဂူထဲမှာရေအများကြီးပဲလေအဲ့တော့အဲ့ရေတွေကိုဒီလိုဆက်တွေနဲ့စုပ်ထုတ်ခဲ့တာပါတဲ့ဒါက lake ပါ lake ကမြန်မာလိုတွင်ကုန်လို့ခေါ်ပါတယ်ဒါကတော့ mini machine မှာ mini machine ကတော့မြန်မာလိုဘယ်လိုခေါ်လဲမသိပါဘူးရှင်ဒါလည်း lake ပါပဲတွင်ကုန်ပေါ့နော် sorry ဒီဟာက caddy machine မှာပစ္စည်းတွေဘာတွေဖြတ်တဲ့ဟာပေါ့နော်ဒါကတော့ grinder ပါ grinder ဆိုပစ္စည်းတွေဘာတွေခြေတာကြေတာအဲ့လိုမျိုးလုပ်တဲ့ဟာပေါ့နော်အဲ့ဒါက cooling လုပ်တဲ့နေရာလားမသိဘူးတိကျမမြင်အောင်မှတ်လည်းမှတ်မိတော့ I don't know what is it ဒါကတော့ရွှေချိန်နဲ့ဆက်ပါရှေးတော့ရွှေချိန်နဲ့ဆက်ပါတဲ့အဲ့ BUE ကတော့ဘာကြီးလည်းမသိပါဘူးတိကျမတော့မကြည့်ခဲ့လိုက်ရပါဘူးရှင်ဒါကတော့အဲ့ဒီခေတ်တုန်းကရွှေလာလုပ်တဲ့လုံသားတွေမိသားစုတွေစုပြီးတော့နေကြရကနေပြီးတော့ရွာဖြစ်သွားတာပေါ့နော်အဲ့ဒီရွာအကြောင်းကိုသူတို့မီနီလုပ်ပြထားတာပါအဲ့ဒီရွှေချောင်းက 12.5 kg ရှိပါတယ်ထင်တာထက်မြင်တာထက်ပိုပြီးတော့လေးပါတယ်လှုပ်တောင်လှုပ်မသွားဘူးထင်တာပဲရှောက်ကြည့်ပြီးတော့နည်းနည်းအားချလာလို့ coffee ဝယ်တောက်တာ coffee ပေါ်မှာရွှေမုံလေးဖြူပေးလိုက်ပါတယ်gold mine မှာရောင်းတဲ့ coffee မှုလို့လားမသိဘူးတနားရီလောက်ကားထက်စီးပြီးတော့ Toki Zoo ကိုသွားကြည့်ကြပါတယ်အဲ့ဒီမှာကြည့်စရာဘာမှသိပ်မရှိတော့နိုင်ဝက်လောက်နဲ့ပြီးသွားတယ်ပေါ့နော်တနားရီလောက်ကားစီးပြီးတော့ကြည့်စရာအဲ့ဒါပဲရှိတယ်ဆိုတော့ကျွန်တော်ကတော့တန်တယ်လို့မထင်ပါဘူး and I don't find this is interesting to me ဒါလေးတော့တာမန်လေးလာလို့ရိုက်လာတာပါဆောနာဆက်ပစ္စည်းတွေကမှကျွန်တော်အတွက်စိတ်ဝင်စားဖို့ကောင်းနေပါသေးတယ်ဒါကတော့ photo booth ပါနောက်ပြီးတော့ဓာတ်ပုံမြိုက်ရဆိုတဲ့နေရာတွေလည်းရှိပါသေးတယ်အဲ့ဒါမှမဲ့ ice cream နာမည်ကြီးတယ်ဆိုလို့စကြည့်ခဲ့ပါသေးတယ် I don't usually eat ice cream not bad coffee လေးတွေဝယ်လာခဲ့ပါတယ်ကျွန်တော်တောက်ဖို့နဲ့လက်ဆောင်ပေးဖို့ပါအဲ့ဒါပြီးတော့တင်မောထပ်စီပြီးတော့ပြန်ပါတယ်အပြန်ကျတော့မိုးကတော်တော်ရွာပါတယ်ဒီနေ့ညကတော့ဟိုတယ်မဟုတ်ဘဲနဲ့လျော်ခမ်းမှာတည့်ရမှာပါလျော်ခမ်းကတော်တော်လေးကြီးပါတယ်အရန်လေးခမ်းနာပါတယ် okay ဆိုတော့လျော်ခမ်း tall လေးနည်းနည်းလောက်ကြည့်လိုက်ရအောင်ဒီနေ့ညက staff party ရှိရပေါ့နော်ကျွန်တော်တို့က group နှစ်ခုခွဲပြီးတော့သွားတာကိုဒီနေ့ညနှစ်ဖွဲ့လုံးစုံပြီးတော့နည်းနည်းတော့ကင်းနေပါရီဆော့စားဝဲတောက်ဝဲလုံးမှာပေါ့နော် this is the lobby ကျွန်တော်တို့ညစာသွားမစားခင်တနားရီ45မိနစ်လောက်အချိန်ရသေးရဆိုရှောက်ကြည့်ကြပါတယ်တင်နာကိုရောက်ပါပြီဒါကတော့ menu ပါဒီနေ့ညဘာတွေပါမယ်ဘာတွေထပ်ပြီးတော့လာချပေးအောင်မယ်ဆိုပြီးတော့ပေါ့နော်စားကြရကတော့အစုံပါပဲဘာနဲ့ဘယ်လိုတွဲစားမှန်းမသိလို့အဆက်ကွဲမလို့လမ်းပြောက်တာလို့လေးတောင်ဖြစ်ခဲ့ပါသေးတယ်အဲ့ဒီစားရှိမီလေးအရင်စားလို့ကောင်းပါတယ်ဒါကတော့ခင်းနီးနှစ်ပါရှာဘူးပေါ့နော် drink ကတော့ free flow ပါ cheer campaign လုပ်ပြီးတော့စားပါတော့မယ်ရှင်ဂိမ်းစော်တာတွေဘာတွေကတော့ကျွန်တော်မထည့်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မျက်နှာတွေအတန်တွေပါနေတော့ပြဿနာတွေမရှင်းချင်လို့ပါဒါကနီဟွန်ရှူဂျပန်ရက်သွားထည့်နေတာပါdessert ရောက်လာပါပြီအတိပဲစားနိုင်ပါတယ်ကျန်တဲ့ဟာတွေမစားနိုင်ပါဘူးရှင်တင်နာပြီးတော့အပြင်ကျတော့အဲ့မှာအယုတ်ကောက်တဲ့ဆက်လေးရှိလို့မို့ကျွန်တော်တို့ရဲ့အရင် ex factory manager ကကျွန်တော်တို့အယုတ်ကောက်ပေးပါတယ်ရလားဆိုတော့မရပါဘူးသူကကျွန်တော်တို့ဒီမှာမြန်မာ3ယောက်ကိုတော်တော်လေး view site တွေချစ်ပြီးတယ်ပေါ့နော်သူမြည်အရွယ်ကြီးဆိုတော့ကြတော့တခြားအကို2ယောက်ပါတာလေသူတို့2ယောက်ကိုလည်းတော်တော်လေး view site ပေးပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့မအိတ်ခင် onsen သွားစိန်ကြပါတယ်အဲ့ဒီမှာတော့ဓာတ်ပုံဗီဒီယိုရိုက်လို့မရလို့ဘာမှမရိုက်ခဲ့ပါဘူးရှင် onsen ရဲ့ဘေးမှာအနှိတ်ခုံလည်းထားပေးတယ်နောက်ပြီးတော့လက်သေးပါညာလည်းပြင်လို့ရတယ်ဆိုတော့လုပ်လို့ရတဲ့ဟာအကုန်လုပ်လာခဲ့ပါတယ် excuse my messy nails and ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ good night ပါ see you tomorrow bye bye